ကုန်လို့ပြီးဆုံးကပြောင်းလဲသွားပြီလားဒီနေရာကိုတွေ့တဲ့စိမ့်လူဖြစ်သွားမလားရင်ခွင်မှာချစ်ဆုံးမင်းကိုတောင်းစုချွေပြန်ဆုံးဖို့အချင်နာရီနဲ့အိမ်မက်ကိုအသက်သွင်းကချိန်မှအိမ်ပြန်လန်းလေးမမဆာလွန်နေလားမမြင်တာကြပြီပဲမို့မမေ့ကနေအောင်မလားရင်ခုန်စွာမျောကြည့်မိတဲ့သူရှိရာနေရာကိုကိုမြင်နေကြမင်းမြင်တာရင်ကားလုံးမျက်လုံးချင်းမင်းနဲ့တွေ့ဆုံခိုင်းရှင်များတဲ့အားလုံးကိုသိမ့်ပိုက်ဒီဘဝကိုပုံလိုက်ပဲယုံထားလိုက်ခွဲဒီတယောက်သာချင်တာမှကိုဘေးနာမင်းလေးလန်းလာလိုက်လက်ကလေးအားဆွဲလို့ကိုထွေးပိုက်ဘယ်တော့မှထွက်တော့ဘူးခွဲတော့ဆုံးရင်ခွေးမှာအိမ်ပြန်လန်းလေးမမဆာလွန်နေလားမမြင်တာကြပြီပဲမို့မမေ့ကနေအောင်မလားရင်ကုန်စွာမျောကြည့်မိတဲ့သူရှိရာနေရာကို